စနေတိုင်းနေ့စဉ်နေ့တိုင်းအမျိုးသမီးတွေမပျော်ရွှင်တာကိုပိုပြီးတော့မြင်လာရတယ်။အမျိုးသမီးတွေကဘာလို့မပျော်ရွှင်ရလဲဆိုတာကိုသိချင်တယ်။အဲ့ဟာဘာလို့မပျော်ရွှင်ရလဲဆိုကိုယ်တိုင်လည်းရှာကြည့်တယ်။ဒါပေမဲ့ကိုယ်တိုင်မပြောခင်နန်စီအရင်ပြောကြည့်လိုက်။အရင်ပြောကြည့်အမျိုးသမီးတွေကဘာလို့နေ့စဉ်နေ့တိုင်းပျော်ရွှင်မှုတွေတဖြည်းဖြည်းနဲ့နည်းလာရသလဲဆိုတာ အမ်အမျိုးသမီးပေါ့နော်လှုပ်ရှားတွေတကယ်များတယ်အိမ်မှုကိစ္စတွေလည်းအမျိုးသမီးလုပ်ရမယ်အဲ့လိုမျိုးအရင်အတွေးခေါ်နေဆိုရင်အမျိုးသမီးလုပ်ရမယ်ပြီးတော့ဒီအိမ်အတွက် manage လုပ်ဖို့ပေါ့နော်အဲ့ဒါလည်းအမျိုးသမီးပဲစီစဉ်ရတယ်ပြီးတော့တောက်တူလဲရလေဆိုရင်ဒီအမျိုးသမီးကပဲတိမ်ကြုံရမယ်စသဖြင့်အဲ့လိုကြီးဒီခါကျတော့ဒီအထူးဖြင့်အသက်အရွယ်ပိုရလာတဲ့အမျိုးသမီးတွေပိုမပျော်ရွှင်တာတွေ့ခဲ့ရတယ်ပေါ့နော်။ဘာလို့ဆိုသူတို့မစီတို့အမေတို့အဖွားတို့ခေတ်တုန်းကဆိုရင်လေဘယ်သူမှကောင်းကောင်းတင်ပြပေးတာမျိုးမရှိဘူးပေါ့နော်။သူတို့ပေါ်မှာပို့ပြီးတော့တွေ့ရတယ်။ဟုတ် ဟုတ်တယ်ပြောရမယ်ဆိုတော့အမျိုးသမီးတွေဖြစ်တဲ့အမေတွေပေါ့နော်အမေတွေကကိုယ့်အမျိုးသမီးတွေဖြစ်တာပေါ့အဲ့တော့ကိုယ်ခံစားရတဲ့အတိုင်းပေါ့ကိုယ့်ရဲ့သားသမီးတွေမခံစားရအောင်လို့တကယ်လို့သားမွေးထားတဲ့အမေဆိုရင်လည်းအမျိုးသမီးတွေကဘယ်လိုခံစားရတာဘယ်လိုတွေရှိတယ်ပေါ့နော်ဒါတွေကိုအမေတွေကိုတင်ပေးစေချင်တယ်ကိုချင်းစာတတ်အောင်လို့လေအမျိုးသမီးတွေသမီးတွေမွေးထားတဲ့အမေတွေကလည်းသမီးတွေကိုတင်ပေးစေချင်တာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့လှလှပပနေထိုင်တတ်ဖို့တစ်ခုတည်းမဟုတ်ပဲနဲ့ကိုရပ်တည်နိုင်ဖို့ပေါ့နော်ကိုရပ်တည်နိုင်ဖို့လည်းသင်ပေးသင့်တယ်ကိုရပ်တည်နိုင်ဖို့ကဘာတွေလုပ်သင့်တယ်လို့ထင်လဲသိထင်လဲသမီးတစ်ယောက်ကကိုယ့်ရပ်တည်နိုင်ဖို့ဆိုရင်ကိုယ့်ရဲ့ဝင်ငွေပေါ့နော်ဝင်ငွေရှိတဲ့နဲ့အလုပ်လေးတစ်ခုရှိတဲ့နဲ့ဟုတ်တယ်ကိုယ့်အလုပ်မှာမှကိုယ့်ရဲ့တန်ဖိုးကိုရှာတွေ့မှာပေါ့နော်အဲ့လိုမျိုးမြင်နေဆိုတော့အလုပ်ရှိတဲ့နဲ့ပြီးတော့ညီတို့လည်းဒီပါပဲအဲ့လိုယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ဒီအမြဲအစဉ်အမြဲလေ့လာတဲ့နေပေါ့နော်အခုခေတ်အနေထားနဲ့ဆိုတော့ခေတ်အနေထားကိုပေါ့နော်ဒီပြောင်းလာတဲ့ generation အရာကိုနေထိုင်မှုပုံစံအရာကိုဘယ်လိုပြောမလဲကိုချင်းစာတရားရှိတဲ့အမျိုးသားတွေက percentage နည်းလာတာပေါ့နော်တရက်တခြားဒါကြောင့်မလို့အမျိုးသမီးတွေကကံကောင်းတယ်လို့ဆိုတာမလားဒါမှမဟုတ်လို့ရှိရင်လည်းအမြင်ရှိတဲ့အမျိုးသမီးလို့ဆိုတာမလားမသိဘူးအဲ့လိုအမျိုးသမီးကံကောင်းတဲ့အမျိုးသမီးဒါမှမဟုတ်လို့ရှိရင်အမြင်အာရုံစူးစိုက်လွန်းတဲ့အမျိုးသမီးမှဒါကိုယ့်ပေါ်မှာကိုယ်ချင်းစာတရားရှိတဲ့အမျိုးသမီးနဲ့အမျိုးသားနဲ့ဆုံတွေ့နိုင်မှာဖြစ်တယ်။ဒါကြောင့်မလို့ဘယ်လိုကြီးပဲအမျိုးသားကငွေဝင်ကောင်းနေပါစေပေါ့နော်။အမျိုးသမီးဘက်ကငွေဝင်မရှိထားဘူးဆိုလို့ရှိရင်ဒီနေ့မှာကိုယ်တိုင်ပျောက်ဆုံးလာတာပဲဖြစ်တတ်တယ်။ငါကဒါမလုပ်နိုင်လို့ပဲငါငွေမရှာနိုင်လို့ပဲဒီလိုမျိုးပေါ့ကိုယ်တိုင်ပျောက်ဆုံးလာမှာတွေရှိတယ်။ပျောက်ဆုံးလာတဲ့ကိုယ်တိုင်ပျောက်ဆုံးလာတဲ့နောက်ဆက်တွဲတွေကအများများတယ်ကိုဘာပဲလုပ်လို့ကိုယုံကြည်မှုမရှိတော့တာလေလူကြားမသွားရဲတော့တာလေပျောက်ဆုံးတဲ့အတွက်ကြောင့်မလို့ရှာဖွေရမှာမရှာဖွေဘဲနဲ့တဖြည်းဖြည်းအများနဲ့နောက်ဆုံးမိတာလေဒီလိုမျိုးဟာတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ဒီပြောတဲ့ဟာမှန်တယ်နော်အမျိုးသမီးတွေကကိုယ်ပိုင်ဝင်ရှာတတ်တဲ့လူဖြစ်မှအဆင်ပြေမှာနော်ပြီးတော့ဘာလို့ရှိသေးလဲဘာလို့မြင်ရတယ်လဲဘာလို့ကြည့်လဲ independent ဖြစ်ဖို့ဆိုရင်စီတို့ဘယ်လိုပဲပြောကိုယ့်အားကိုယ်မှာဖြစ်တဲ့အတွက်ကိုယ်ဉာဏ်ရည်ရောပြီးလို့ရှိရင်ကိုယ့်ရဲ့ဒီ mindset နဲ့ဟုတ်တယ် mindset နဲ့ပတ်သက်တာတွေကိုများများချိထားရမယ်လို့ထင်တယ်အဲ့မှာတရက်ကိုတယောက်ပဲကိုယ့်ဘေးမှာဘယ်သူမှမရှိနေအောင်ကိုရပ်တည်နိုင်မယ်ပေါ့နော်ကိုတယောက်တည်းအချိန်မှာကိုလည်းကိုယ့်ရဲ့ဘာလို့ mind power တွေလိုအပ်တယ်တယောက်တည်းနေဖို့ဆိုရင်ပြီးတော့ကိုဒီစဉ်းစားနိုင်စွမ်းဆင်ခြင်နိုင်စွမ်းနေ
ဆိုလို့ရှိရင်စာဖတ်ဖို့လည်းလိုအပ်တာပေါ့စာကလည်းကိုယ့်ရဲ့ mind power ဒီရဲ့စိတ်အာဟာရကိုအဓိကဖြည့်ပေးနိုင်တဲ့အရာတစ်ခုဖြစ်တယ်လေစာဖတ်ထားရတဲ့လူနဲ့စာမဖတ်တဲ့လူနဲ့ကစကားပြောပုံရောတွေးပုံခေါ်ပုံတွေကလည်းအရင်ပဲကွာဟတယ်နော်အဲကြောင့်မလို့မျိုးသမီးတွေအိမ်မှာပဲနေနေပေါ့နော်အိမ်မှာနေတဲ့အမျိုးသမီးလေးနဲ့စာများများဖတ်ပြီးတော့ကိုယ်ပိုင်ရှာဖွေနော်ဘယ်လိုမျိုးဆိုလို့ရှိရင်ပုံမှန်မျိုးသမီးတွေပျော်ရွှင်ရမယ်ထင်တယ်နော်ပြီးတော့ပြောချင်တာတစ်ခုရှိသေးတယ်မျိုးသမီးတွေကလေအနာဂတ်မိခင်လောင်းလျာတွေပေါ့နော်သူကမေတ္တာတရားကြီးမားပြီးတာနော်ဟုတ်အနာဂတ်မိခင်လောင်းလျာလည်းဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့ partner ကိုယ့်ရဲ့အမျိုးသားပြီးတော့ကိုယ့်ရဲ့သားသမီးတွေကိုအဓိကစောင့်ရှောက်ပေးပြီးတော့မေတ္တာနဲ့စောင့်ရှောက်ပေးမယ်မျိုးသမီးလည်းဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်ပေါ့နော်တစ်ဝက်ပေါ့လူဘဝရဲ့စောစောအိမ်ထောင်ပြုမယ်ဆိုရင်လူဘဝရဲ့သက်တမ်းတစ်ဝက်ကတော့သူတို့အတွက်ပဲပေးကြတာများတယ်ပေါ့ကိုယ့်အတွက်ကိုမေ့နေကြတယ်အဲ့ဒါလို့ဒီလိုမျိုးမလိုအလားအတဲ့ပြဿနာတွေလည်းဖြစ်လာတတ်တယ်လေအဲကြောင့်မလို့အမျိုးသမီးတွေကကိုယ်ဘယ်လိုနေထိုင်တယ်လဲလလဘနေထိုင်တယ်လားဟုတ်လားဟုတ်တယ်လလဘနေထိုင်ဖို့ဆိုလို့ရှိရင်ဘယ်လိုပုံစံပြီးတော့ဘယ်လိုမျိုး mindset လေးနဲ့နေထိုင်တတ်တယ်လို့ထင်လဲကိုယ့်ကိုဒီအပြင်ပိုင်းပေါ့နော်အပြင်ပိုင်းလေးကိုဂရုစိုက်ရမယ် physical ပိုင်းပိုပြီးဆက်ရမယ် ဟုတ်တယ်ပြီးတော့ကိုယ့်ရဲ့ဒီစိတ်အတွက်လည်းကိုကဂရုစိုက်ရမယ်အဲ့လိုနောက်ဆုံးမှာကိုယ့် emotion ကကိုယ့်အပေါ်ပဲ depend ဖြစ်ရမယ်အဲ့လိုကိုယ့်ရဲ့ partner ကြောင့်တို့တခြားလူကြောင့်တို့ဖြစ်တာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ပြီးတော့ကိုလိုချင်တဲ့ပုံစံရအောင်ကို target ထားပြီးသွားရမယ်အများအတွက်မဟုတ်ဘဲနဲ့ဟုတ်တယ်နော်ဟုတ်တယ်သူများအတွက်တွေအများများနေတော့ကိုယ်တိုင်ပျောက်ဆုံးလာတာနော်ကိုယ်တိုင်တတိရတဲ့အချိန်မှာတော့အမှန်တည်းကိုယ်ကြည့်လိုက်တဲ့အချိန်မှာတော့ရင်တော့ငါနဲ့အရမနာအခုတော့ social media မှာတွေ့ရလေအိမ်ထောင်မကြခင်နဲ့အိမ်ထောင်ကြပြီးပေါ့နော်ပျော်ရွှင်လာတဲ့အမျိုးသမီးတွေတော့တွေ့ပါတယ်ဒါပေမဲ့ percentage နေတာပေါ့ partner အရန်ကောင်းမှပဲပျော်ရွှင်လာကြတာဆိုတော့လေအဲကြောင့်မလို့အမျိုးသမီးတွေကပိုပြီးမှဘယ်လိုပြောမလဲဝင်ဝင်လမ်းကြောင်းရှိတဲ့အလုပ်ပေါ့နော်ကိုယ့်ရဲ့အရည်အချင်းရှိရမယ်တချို့ဆိုလို့ရှိရင်domestic ဒီအိမ်တွင်းမှုလုပ်ငန်းတွေပေါ့နော်အဲ့လိုမျိုးလုပ်လာတဲ့အမျိုးသမီးတွေလည်းအများကြီးတွေ့ရတယ်နော်ဆိုနော်ဟုတ်တယ် ကို line ပေါ်မှာဆိုလို့ရှိရင်ပစ္စည်းတွေရောင်းတာသူတို့ဘို့လို့စဉ်းစားတယ်ပြီးတော့အခုဆိုရင်လေဒီနေ့လေဘာစားလဲဘာစားကြည့်လဲဆိုတော့မြုပ်ဒီနန်းကက်ကျော်စားလိုက်တာအဲ့ဆိုရင်စဉ်းစားတာပေါ့နော်စားရင်းနဲ့မြုပ်ဒီကဘာလို့ snack ဖြစ်လာလဲမြုပ်ဒီက snack ဖြစ်လာတယ်ဆိုတော့ဒါအမျိုးသမီးတွေရဲ့တီထွင်မှုတစ်ခုပဲလေဟုတ်တယ်ဟုတ်တယ်ဒီလိုမျိုးကိုယ့်ရဲ့နိုင်တဲ့ဘက်ကနေပြီးတော့လုပ်တာကလည်းကိုယ့်ကိုပို့ပြီးတော့ confident ရှိလာစေတယ်ပို့ပြီးတော့ professional စေတယ်လို့ထင်တယ်နော်ဟုတ်အမျိုးသမီးငယ်တွေရောအမျိုးသမီးကြီးတွေရောကိုယ်တိုင်ဝင်ဝင်လမ်းကြောင်းတစ်ခုဒီကိုအလုပ်လုပ်ရမှာပြီးတော့ဘာဆက်လုပ်ရအောင်မလဲကိုယ့်ကိုယ်ကိုလည်းလလဘပျော်ပျော်ရွှင်ရွှင်နဲ့နေနိုင်ရမယ်ပြီးတော့စာတွေလည်းများများဖတ်ရမယ်စာအဖတ်များမှပဲကိုယ့်ရဲ့အတွေးခေါ်ရေးပြောင်းလဲမယ်ပြီးတော့ကိုယ့်ရဲ့ overthinking တွေကိုရပ်နိုင်မယ်မဟုတ်ရှင်နော်မင်းအမျိုးသမီးတွေတော်များက overthinking လုပ်ကြဖြစ်ကြတယ်နော် overthinking ဖြစ်ကြတော့သူတို့ရဲ့ overthinking ကြောင့်မို့ပဲသူတို့မျက်နှာပေါ်မှာပေါ်လာတဲ့ဟာတွေအများကြီးပဲမလိုအပ်ပဲနဲ့အရေးအကြောင်းတွေပေါ်လာတဲ့ဟာပေါ့ဒီလိုမျိုးဟာတွေ cosmetic ဘလောက်ပဲသုံးရင်နော်စိတ်ပိုင်းဆိုင်ရာဒီ mental ပိုင်းမှာမပျော်ရွှင်ဘူးဆိုလို့ရှိရင်အများကြီးပဲပြောင်းလဲရမယ့်ဟာတွေနော်ပြောင်းလဲလာမယ့်ဟာတွေရှိတယ်ဆိုတော့ဒီရောတနေ့ဆိုရင်ရောဘယ်လိုနေဖြစ်လဲတနေ့နဲ့စီအခုဆိုရင်စာလေ့လာစရာရှိရပေါ့နော်ဒါဆိုရင်စာလေ့လာတယ်ပြီးတော့ကိုယ့်ရဲ့ hobby အတွက်လည်းအချိန်နည်းယူထားတယ်ဒီကြတော့အလုပ်လေးတစ်ခုရှိခါကျတော့အလုပ်မှာလေးအလုပ်လာပြီဆိုလို့ရှိရင်ဒီအလုပ်ထဲမှာပဲစိတ်နေပြီးတော့တခြားအလုပ်တွေပေါ့နော်ဒီကြတော့မှဒီနောက်ထပ်နားတဲ့အချိန်လေးမှဆိုရင် hobby အပြင်လုပ်လို့ရှိရင်ဆိုကိုယ့်ကိုယ်ပြန်ပြီးတော့မှစာရေးတာတို့ဒီကိုယ့်ကိုပြန်ပြီးတော့မှဒီ analyze လုပ်ကြဟုတ် diary လည်းရေး diary ရေးစာဖတ်တယ်ဟုတ်ဆိုလို့ရှိရင်အမျိုးသမီးတွေကိုပြောချင်တယ်အမျိုးသမီးတယောက်က independent ဖြစ်ဖို့ဆိုလို့ရှိရင်လည်းဒီလို confident ရှိရမယ်
ပြီးလို့ရှိရင်နောက်ထပ်ကိုယ့်ကိုယ်ကိုကောင်းကောင်းလေးဒီ princess လိုမျိုးပေါ့နော်ကိုယ့်ကိုအဲ့လိုမျိုး take care လုပ်နေရမယ်ပေါ့နော်ကိုဒီတာကိုပွားရဲ့ဒီ main character ဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုပဲပြောပြောကိုပွားမှာလှလှပပရှင်သန်ဖို့လိုအပ်တယ်အချိန်ဖြစ် confidence ရှိနဲ့ပေါ့အဲ့တော့ဘာပြောချင်လဲဆိုတော့အမျိုးသမီးတွေခဏနဲ့ပြောတဲ့အတိုင်းပဲကိုယ့်ဘဝမှာကိုကနံပါတ်1ပဲနံပါတ်2ကလည်းကိုပဲနံပါတ်3ကလည်းကိုပဲနံပါတ်1ကနေပြီးတော့30အထိကြီးလည်းအဲ့ဒါကိုပဲဖြစ်နေဖို့လိုတယ်ပေါ့နော်ကျန်တဲ့ကိုယ့်မှာရှိတဲ့ spare time တွေကျမှပဲသူများကိုပေးစရာရှိရင်ပေးပေါ့နော်မဟုတ်လို့ရှိရင်ကိုယ်တိုင်ပျောက်ဆုံးလာတာမျိုးတွေဖြစ်နိုင်လို့ပေါ့နော်အမျိုးသမီးတွေကအရင် strong ဖြစ်ဖို့လိုတယ်နော် strong ဖြစ်ဖို့လိုမယ်နည်းနည်းလေးပြိုကျသွားလိုက်တာနဲ့အမျိုးသမီးတွေကပို့ပြီးတော့ဘယ်လိုပြောမလဲပို weak ပိုဖြစ်တယ်လို့ထင်တယ်strong woman ဖြစ်ဖို့လိုတယ်ဘာလို့ဆိုတော့သူကအရင်မိခင်မေတ္တာပြည့်ဝတာကိုသနာညာတာပိုများတာကိုဟုတ်တယ်အမျိုးသမီးတွေကဘယ်လိုနေသင့်လဲဆိုတော့ခဏနဲ့ပြောတဲ့အတိုင်းလည်းလိုပဲမနေသင့်နဲ့နော်ဥပမာက queen ပဲနံပါတ်1လည်းကိုနံပါတ်2လည်းကိုမျိုးနေမှရမှာဖြစ်ပါတယ်အမျိုးသမီးများအားလုံးကိုယ်တိုင်ကိုယ့်အားကိုယ်ပြီးတော့ကိုယ့်ရဲ့ဒီဘယ်လိုပြောမလဲကိုယ့်ကိုယ် independent ဖြစ်အောင်နေလိုမျိုးပေါ့နော်စိတ်ပိုင်းရော physical ပိုင်းရော mental ပိုင်းရောအကုန်လုံးအဆင်ပြေနေမှအမျိုးသမီးတွေကလှပပျော်ရွှင်မှဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ကျေးဇူးပါ